သူများရောင်တိုင်းမရောင်နဲ့သူများခိုင်းတိုင်းမလုံနဲ့သူများပြောတိုင်းအဟုတ်မထင်နဲ့ကိုယ်ပိုင်အသိနဲ့ကိုယ်တိုင်သိနိုင်အောင်ကြိုးစားငါမြန်မာလူမျိုး my native language is Burmese language so I understand Burmese language but other languages I don't understand နော်တခြားအင်္ဂလိပ်လိုပြောတယ်မသိဘူးသိလို့ပြောနေတာမဟုတ်ဗမာလိုစဉ်းစားပြီးပြန်ပြောနေတာဗမာလူမျိုးဟာဗမာလိုပဲစဉ်းစားတယ်ဗမာလိုပဲတွေးခေါ်တယ်ဗမာလိုပဲရှုမြင်တယ်ဗမာလိုပဲသုံးသပ်တယ်အဲ့တော့ဒါကြီးရွတ်ပြနေတယ်ဆိုတာခင်ဗျားတို့အတွက်ပါဠိတော်ဖျားဟောပါလို့တက်သေးထူမြုံမြတာရွတ်တာရှင်းတယ်နော်အေးကျန်တဲ့လူတွေလည်းဒီတိုင်းပါပဲစာထဲမှာဒီလိုဘာသာပြန်လို့ဩဒါတဲ့လို့ပြောရတာအဲ့တော့အဲ့ဒါကိုအခုမြန်မာလိုပြောမယ်အဲ့ဒါမြန်မာလိုကြတော့ကိုယ်တိုင်သိဖို့လိုလာပြီနော်